တေးရမီသားစုနဲ့အိမ်လုံးချုံမှုကိုအပြေးအဝကာကွယ်ပေးနိုင်မဲ့ခွေးမျိုးစိတ်6မျိုးခွေးဆိုတာကအများအဖြစ်အလှအိမ်မွေးခွေးတွေဖြစ်တာမွေးမြူတက်ကြပေမဲ့တေးရအိမ်လုံးချုံမှုနဲ့မိသားစုအတွက်ကာကွယ်ပေးနိုင်မဲ့ခွေးမျိုးစိတ်တွေရှိကြတယ်ဆိုရင်ရောတင်းအံ့ဩသွားမှာလားဟုတ်ပါတယ်ကျွန်တော်ခုပြောပြပေးသွားမဲ့ခွေးမျိုးစိတ်တွေကလုံလင်သေးမရှိအောင်ကိုအကာအကွယ်ပေးနိုင်တဲ့ခွေးမျိုးစိတ်6မျိုးပဲဖြစ်ပါရီနံပါတ်6ဒိုဂိုအာဂျင်တီနာသူတို့ရဲ့ခနာကိုကြည့်လိုက်တာနဲ့တင်ဘော်ဒီဘေဒါရီအလားကိုထင်မှတ်ရလောက်အောင်ကိုပဲကြီးထွားတန်မာနေကြတာဖြစ်ပါရီဒိုဂိုအာဂျင်တီနာခွေးတွေကတော့မူလကအာဂျင်တီနာကနေပေါက်ဖွာလာကြပြီးတော့ဒါမဲ့မဲလိုက်တဲ့နေရာမျိုးမှာမဟုတ်ပဲတကယ်ကြန့်ခိုင်တန်မာတဲ့တောရန်ထရိတ်ဆန်တွေကိုအမဲလိုက်တဲ့နေရာမှာအသုံးပြုကြတာဖြစ်ပါရီဒိုဂိုအာဂျင်တီနာခွေးရဲ့ရွေးစားကကို4ချိန်ပေါင်88ကနေတရားထိရှိနိုင်ကြပြီးတော့ရန်မောင်းဟာဆိုရင်လည်း24လက်မကနေ28လက်မအထိမြင့်မားကြပါရီဒိုဂိုအာဂျင်တီနာခွေးတွေကကြမ်းကြပေမဲ့သူတို့ရဲ့တခင်ပေါ်မှာတော့အင်မတန်ကိုမှတစ်ဆာရှိတဲ့ခွေးလေးတွေလည်းဖြစ်ကြပါရီဒါပေမဲ့လည်းတေချာလေ့ကျင့်ပေးဖို့ကတော့အထူးလိုအပ်ပါရီဒိုဂိုအာဂျင်တီနာခွေးတွေကသစိမ်းတွေနဲ့တိတ်ပြီးတော့မတည့်တဲ့သဘောတဘာဝရှိတတ်ကြပြီးတော့တေးရိမ်နဲ့ကလေးတွေအတွက်ကလည်းလုံခြုံမှုအပြည့်အဝပေးနိုင်မဲ့ဘလူးခွေးလေးတွေပဲဖြစ်ကြပါရီနံပါတ်5 Prasa Canario သူတို့ရဲ့ရုပ်ရည်ကိုကြည့်လိုက်တာနဲ့တင်ကြက်တစ်တကောင်လားထင်မဲ့ရောက်လောက်အောင်ကိုပဲအင်မတန်ကိုမှကြမ်းတမ်းတဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရီ Prasa Canario ခွေးတွေကမူလက Canary Island ကနေပေါက်ဖွာလာကြတာဖြစ်ပြီးတော့တာဝန်ယူမှုဘိုင်းမှာလုံကိုတိကျပြီးထမ်းမြက်တဲ့ခွေးမျိုးစိတ်လေးတွေဖြစ်တာကြောင့်ချမ်းဆောင်ခွေးနဲ့မိသားစုလုံခြုံရေးအတွက်သာအဓိကမွေးမြူထားကြတာဖြစ်ပါရီသူတို့ရဲ့ငြိမ်ထက်မြက်မှုတွေကြောင့်မလို့လေ့ကျင့်သင်ကြားပေးရတာကလည်းတကယ်ကိုမှလွယ်ကူစေပြီးတော့တင်လွယ်တက်လွယ်တဲ့ခွေးမျိုးစိတ်လေးတွေလည်းဖြစ်ကြပါရီရုပ်ကကျန်းတဲ့လောက်ခွန်အားကလည်းကြီးမားကြပြီးသူတို့ရဲ့တခင်ပေါ်မှာလည်းအင်မတန်ကိုမှတစ္ဆာရှိတဲ့ခွေးလေးတွေလည်းဖြစ်ကြပါရီနံပါတ်4ထိုဇာအင်နူထိုဇာအင်နူဆိုတဲ့ခွေးတွေကမူလကဂျပန်နိုင်ငံကနေဖောက်ဖွာလာကြပြီးတော့ဂျပန်နီမက်စတစ်တွေလို့လည်းခေါ်ဆိုကြပါရီဒိုဆိုင်နုခွေရဲ့ခနာကိုရွယ်စားက6-4ချိန်ပေါင်100ကနေနေရာထိရှိနိုင်ပြီးတော့သူတို့ရဲ့ရဲမောင်းက22လက်မကနေ32လက်မအထိကုန်မှမြင်မနိုင်ကြပါရီဒိုဆိုင်နုတွေကအေးဆေးနေတဲ့စိတ်နေသဘောတဘာဝရှိတတ်ကြပြီးတော့သူတို့တခင်ရဲ့အမိန့်ကိုတီးကြစွာနာခံတက်ကြတဲ့ခွေးမျိုးစိတ်တွေလည်းဖြစ်ကြပါရီအေးဆေးနေတဲ့ခွေးမျိုးဆိုပြီးတော့တွားပြီးတော့မစမိစေဖို့ကတော့အကြံပေးချင်တာဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုရင်တော့သူတို့ချစ်တဲ့သခင်အပေါ်မှာရန်ပြူလာတက်တဲ့အကောင်မသမျှကိုမတွန့်ဆုံနေပဲနဲ့တိုက်ခိုက်တက်ကြပြီးတခါကိုင်းမိတာနဲ့အသက်ဆုံးရှုံးဖို့က90%များတဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါရီတခါကိုင်းပြီးပြီဆိုရင်တော့လွယ်လွယ်နဲ့ပြန်လွတ်တက်တဲ့ခွေးမျိုးစိတ်တွေလည်းမဟုတ်ကြလို့ပဲဖြစ်ပါရီနံပါတ်4အာလာဘီဆိုတဲ့ခွေးတွေကမူလကအာရှအလယ်ပိုင်းနိုင်ငံတွေကနေပေါက်ဖွာလာကြပြီးတော့အများအပြားကတော့ Turkmenistan, Kazakhstan, Uzbekistan ဆိုတဲ့နိုင်ငံတွေမှာတွေ့ရနိုင်တာလည်းဖြစ်ပါရီအာလာဘီဆိုတဲ့ခွေးတွေကအများအပြားသူစိတ်နဲ့အခြားသောတရိတ်ဆန်တွေကိုထိန်းကျောင်းနေနေရမှာအသုံးပြုကြပါ